ကြောင်ဆက်လန်အပိုင်း6ကြောင်ဖြူမလေးတည်သွားတာလေနှစ်ကြာလာပြီအင်္ဂဆရာကကြောင်မွေးရအောင်ဆိုပြီးစကားဆလာပြန်နေကိုကတော့တော်ပြီမမွေးတော့ဘူးလို့ပဲအမြဲပြန်ဖြေမိတယ်မွေးပြီးရင်လေကြောင်ကတည်အောင်မယ်အခါစိတ်မကောင်းထပ်ဖြစ်ရအောင်မယ်ကိုဒုက္ခကိုရှာတယ်လို့ဖြစ်နေတယ်တခါတော့လေကြောင်မျက်လုံးဝိုင်းကြီးတွေနှကမ်းမွေးရှည်ကြီးတွေအမွှေးနူးညံ့ချောလေးတွေကိုအလွမ်းသာဒါပေမဲ့ဝမ်းနေရတဲ့ခံစားမှုကိုထပ်မလို့ကျင်တော့ဘူးဒီနေ့ကိုတို့တိုက်ခန်းအောက်ထက်လှေကားကက်ရဲ့တိုက်ခန်းမှာဖွင့်တဲ့အချုပ်ဆိုင်ကကြောင်အဝါနဲ့အဖြူကြားပင်ရှည်ကြောင်ထီးလေးကအင်္ဂဆရာညနေပဲကစားရာကပြန်အလားအိမ်ရောက်ထက်ကနေကိုတို့နေတဲ့တိုက်ခန်းမော်ကိုလိုက်လာတယ်။ကိုကဘယ်အကြောင်တွေးလို့ခေါ်လာတာလဲလို့မေးတယ်။ဆရာကအောက်ထက်ကအချုပ်ဆိုင်ကကြောင်နဲ့လေကားမှာအမြဲတွေ့နေလို့သူကခြိလိုက်ကင်လိုက်လုံနေတော့ရင်းနှီးနေပြီးဒီတခါတော့နောက်ကလိုက်လာတာလို့ပြောတယ်။အောက်ထက်အချုပ်ဆိုင်ကစုတွေကုတ်တွေချုပ်တဲ့ဆိုင်ဟိန္ဒူယောက်ျားတွေချုပ်တဲ့အချုပ်ဆိုင်မှာပိဿတွေပါရောင်းတော့တိုက်ခန်းအပြည့်ပေါ့မကြာခဏဆိုင်မှာအသက်40-50အရွယ်ဟိန္ဒူမျိုးသမီးကိုလည်းတွေ့တယ်အသက်17နှစ်12နှစ်အရွယ်ကလေးမလေးလည်းတွေ့တယ်ကြည့်ရတာမိသားစုတွေထင်တယ်အဲ့ဒါနဲ့ဆရာကလိုက်လာတဲ့ကြောင်ကိုချီပိုးကစားပြီးအိမ်မှာရှိတဲ့ပဇွန်ကြောင်နဲ့ထမင်းနဲ့နေကျွေးတယ်တခြားမှုတွေလည်းကျွေးကြည့်တယ်ကျောင်းကလည်းစားနေလားမသိဘူးစားလိုက်တာဆိုတာစားပြီးတာနဲ့ကိုရောချောကချက်ချင်းပြန်လာကျောင်းမွေးခြင်းရင်ခုလိုခဏတစ်ဖြုတ်ပဲအိမ်လာလေတတ်တဲ့ကျောင်းမျိုးမွေးနေတာပဲကောင်းလိမ့်မယ်လို့ပြောပြီးရေရတယ်နောက်နေ့တွေလည်းအဲ့ကျောင်းကတရက်ချနှစ်ရက်ချတကားဝနာလာအော်ပြီးတကားဖွင့်ခိုင်းတာပြီးရင်သူ့အစာတောင်းတယ်စားပြီးတာနဲ့ပြန်တယ်စတိုင်ကအဲ့လိုပြန်มาဆိုးလို့ရှက်မကြွယ်ပဲထားရင်လူကိုပုတ်လိုက်တက်လိုက်လုပ်ပြီးပါဇက်ကလည်းတညောင်နဲ့အစာတောင်းနေတော့တာပဲအဲ့ကြောင့်ကစကားလေးများတယ်တရက်သူ့အစာကျွေးပြီးချက်ချင်းမပြန်အောင်တကားပိတ်ထားလိုက်တယ်စားပြီးတောက်ပြီးနည်းပပတော့နေအောင်ပေါ့ခေါ်လဲမထားပါဘူးတန်ရောစီမများခြင်းတော့လို့ကိုပိုင်ကြောင်တော့မွေးမထားတာသူကနည်းတော့လွန်နေမလားစားပြီးတာနဲ့ပြန်နဲ့ဒီလောက်ရင်းနှီးနေပြီကိုတကယ်တော့ကြောင်ကိုစတာစားပြီးမပြန်ရရင်သူဘာတွေလုံးမလဲလို့သိချင်မိရဲ့အဲ့ကြောင်ကစားပြီးတာနဲ့ပိတ်ထားတဲ့တကားဝမှာခဏအော်ကြည့်ရဲ့တကားဖွင့်မပေးတော့မှထပ်မအော်တော့ဘူးခုမှပဲအိမ်ထဲမှာလှည့်ပတ်သွားလာပြီးနေတယ်ခဏကြာတော့ကြောင်ဝါကအင်းရှိမှာဗိုက်တင်းနဲ့အားရပါရတရေအိမ်နေတော့တယ်သူအိပ်ပျော်နေတော့တကားခောက်တန်ကြားလို့ဖွင့်ကြည့်လိုက်တော့အောက်ကအချုပ်ဆိုင်ကကလေးမလေးကြောင်လာတဲ့ထမင်းကျွေးကိုလာခေါ်တာတဲ့ဟုတ်တယ်သမီးရေကြောင်ကထမင်းစားပြီးအိပ်နေတယ်ဆိုတော့အိမ်မှာသူကပဇွန်ကြောင်နဲ့ပဲစားတာတဲ့အဲ့ကောင်မလေးကပြောတယ်အေးသမီးရေဒီမှာလဲပဇွန်ကြောင်နဲ့ပဲစားထားတာနိုးရင်ပြန်လွတ်လိုက်မယ်နော်လို့ပြောလိုက်ရတယ်ကိုရီးယားတော့ကြောင်ကဗိုက်တွေစားအစာတွေတောင်းအငမ်းမရစားပြနေတော့ကြောင်ကိုသိမစစ်ကြဘူးလားလို့တောင်ထင်ခဲ့မိတာအဲ့ကြောင်ဝါလေးကလည်းအိယာနိုးတာနဲ့တကားဖွင့်ခိုင်းပြီးပြန်တော့တာပဲဒီအိမ်မှာနေမဲ့အစီအစဉ်မရှိကိုရီးယားလည်းကြောင်ထက်မွေးမဲ့အစီအစဉ်မရှိအစင်တွေကိုပြေးလို့ခုလိုကြောင်ဧည့်သည်မျိုးနဲ့တော့လေတခါကအင်္ဂဆရာကအဲ့ကြောင်ဝါအကြောင်းကိုပြန်ပြောပြသေးတယ်အဲ့ကြောင်ဝါကအရှုပ်ဆိုင်ဝါမှာထိုင်နေတာတွေးလို့ခေါ်တာမသိကြအောင်ဆောင်နေတယ်တဲ့ခေါ်တာလည်းမလာဘူးတဲ့သူဗိုက်တင်းနေလို့နေမှာပေါ့လို့ကိုကဆရာကိုပြန်ပြောလိုက်ပြီးရေရတယ်ရန်ကုန်ကကြောင်တွေကကြောင်လေတွေများတယ်နောက်မှထပ်တည်ရတာကအချုပ်ဆိုင်ကသူတွေကညကြရင်အချုပ်ဆိုင်တိုက်ခန်းမှာမအိတ်ကြဘူးလူမနေတဲ့ဆိုင်ငန်းတက်ပေါ့သူတို့ကကြောင်3-4ကောင်ကိုအိမ်နဲ့ဆိုင်နေတိုင်းချင်းနဲ့တဲပြီးခေါ်လာတာ
ကိုရီလိုပဲကြောင်ချစ်တဲ့သူများအဖွဲ့သားတွေပေါ့